Missy Ram ဖြစ်ပါတယ်မချနာပါဒီကညီမလေးကတော့သူ့ထော်ချီဖြစ်ပါတယ်မချနာဖြစ်ပါတယ်ဒီကညီမလေးကတော့မပုအာနံဖြစ်ပါတယ်သူကဖတ်ကားပါကျွန်တော်နာမည်ကတော့ strip စိဖြစ်ပါတယ်လေရင်ကွင်းရပါကျမနာမည်ကမေနောင်းဆိုင်မိုင်ဖြစ်ပါတယ်မြချနာရဘူကနေလာတာပါကျမအချိန်ဆုံးကတော့ဈေးဝေထွက်တာပါဒီကမောင်လေးကနန်းဟူးကြုံလို့ခေါ်ပါတယ်နောင်ဘုံကနေလာတာပါသူ့ရဲ့အချိန်ဆုံးကတော့စာပြေပါဒီကညီမလေးနာမည်ကဝတ်တမ်ခေါင်နေဖြစ်ပါတယ်တချိလိုက်ကလာတာပါသူ့ရဲ့အချိန်ဆုံးစားစာကတော့ပန်တီပါဒီကညီမလေးနာမည်ကတော့ခဒန်းနင်ဖြစ်ပါတယ်ဘူတာဦးမြို့မကနေလာတာပါသူ့ရဲ့ကြိုက်ဆုံးစားစာကတော့ဟော့ပေါ့ဒီကညီမလေးနာမည်ကတော့ချန်လိုင်စမီရမ်ဖြစ်ပါတယ်ဘူတာဦးမချမ်းပေါ်နေလာတာပါသူ့ရဲ့ကြိုက်ဆုံးပြိပိတ်ကတော့ခေါက်ဆွဲဒီကညီမလေးနာမည်ကတော့ဝတ်တမ်ခေါင်ပေးရဒီချီနာရှိစကနေပါဒီသူ့ရဲ့အကြိုက်ဆုံးစားစာကတော့မုကထပါကျမတို့ဖတ်နာမည်ကဆွဆုံရဲအယောင်တာတော့ကြာရဖြစ်ပါတယ်နော်စားတာတော့ကျွန်တော်ပြည့်ကြိုက်ပါတယ်အဖေပါကအဖေနော်ဒီလာရမ်ဘူကင်းရဲ့အောင်နော်အသိအောင်ဆောင်ရော爸爸是熊爷爷，是呢，听见爷爷，阿爷呢，你知道给爷爷，昂公呢，哦是，可以，阿爷公呢，考对耶，阿爷公呢，不晒的哦，你个不晒，昂呢，阿羊呢拿熊耶，你知道？阿爸ဒီခင်ကြီးရဲ့ရှိနာပတိချုံရဲ့အဖေကစင်ကြီးရဲ့တို့အောင်အမေနာမေနာ你新ရဲ့你新一开ရဲ့哦阿ဖေနော်အမေနော် sorry 阿妹呢？阿太阳熊耶，你是呢？班级熊耶。是啊，呢，你知道？他们的肯尼耶。阿妹呢？一趟没上耶，不多肯尼，都当肯尼耶。俺们熊喜欢呢，班级耶，熊为个哪耶？爷爷，阿妹那边呢？然后那爷，我们都讲肯尼哦，不到肯尼爷，肯爷爷。上面呢是别的，烧杯耶，烧杯。哦你，阿妹呢？不到，差不多肯尼爷哦。马杜啊，而且阿阳呢，阿出熊诶，昂西个，飞机耶，飞机耶，他们头啊耶。ကျွန်တော်နာမည်ကတော့ကိုစုလို့ခေါ်ပါတယ်။ဒီမှာနာမည်ကတော့မချောင်းခေါ်ပါတယ်။ဒီမှာဒီနာမည်ကတော့ဒီနာမည်ခေါ်ပါတယ်။ဒီမှာဒီနာမည်ကတော့အဲနာမည်ခေါ်ပါတယ်။ဒီမှာဒီနာမည်ကတော့နာမည်ရှာလို့ခေါ်ပါတယ်။ဒီနာမည်ကတော့ကျွန်တော်အားလုံးကျဲတာသိရရှိပါတယ်အဲ့ဒါတော့စားရ
အားလုံးမင်္ဂလာပါကျွန်တော်တို့အဖွဲ့နာမည်ကတော့ authority လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆက်ပြီးနော်ဒီကညီကိုနာမည်ကတော့Ramsey လို့ခေါ်ပါတယ်ဒီကအမနာမည်ကတော့Khamsi လို့ခေါ်ပါတယ်ဒီအမနာမည်ကတော့Meram လို့ခေါ်ပါတယ်ဒီကညီကိုနာမည်ကတော့ဒူးကြုံလို့ခေါ်ပါတယ်ထူးဆန်းစွာနေပါနော်ဒီကြုံပေါင်းထားတယ်ဒီကညီကိုနာမည်ကတော့အစိန်လို့ခေါ်ပါတယ်ဒီကညီကိုနာမည်ကတော့လေးကိုလေးပေါ့နော်ကိုလေးလို့ခေါ်လို့ရပါတယ်အစားတော့ကိုကျွန်တော် mix up ပြပါမယ်သူကတော့ရေခဲမှုတ်ကြိုက်တယ်လို့ပြောပါတယ်သူကတော့အတီးထဲမှာ strawberry ကြိုက်ပါတယ်တဲ့သူကတော့ဖြဲကြည့်ပါတဲ့ဘာလို့ဒီညီကိုကတော့ထူးဆန်းစွာနဲ့ပဲဘီကေအကြိုက်ဆုံးပါတဲ့ဒီညီကိုကတော့ခောက်ဆွဲကိုအရန်နစ်တက်ပါတယ်တဲ့ဒီညီကိုကတော့ရေနဲ့သမင်းပါတဲ့ကြိုက်ဆုံးဆိုတော့ကျွန်တော်အားလုံးကျွန်တော်တို့အဖွဲ့အားလုံးကြိုက်တဲ့အယောင်ကတော့အဖြူနဲ့အမဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တော့ဆုံးအောင်လုပ်ခေါ်ပါတယ်ဟယ်လိုမင်္ဂလာပါကျွန်တော်နာမည်ကခေါ်လီဖြစ်ပါတယ်ကျွန်တော်ကအင်ဂျင်နီယာပါဒီနာမည်ကဒေးဗစ်ဖြစ်ပါတယ်ဦးတော်ဇီဝကနန်းခမ်းပါနန်းခမ်းဒီကကိုရဲ့နာမည်ကအကျုံစက္ကမ်အကျုံဖြစ်ပါတယ်နင်းဦးတော်တာဒီကကိုရဲ့နာမည်ကစင်အောင်ဖြစ်ပါတယ်သူတော့စင်အောင်မို့ဒူးရင်ဖြစ်ပါတယ်ဒူးရင်နေတာကျွန်တော်ဇီဝွန်ကဒီကကိုရဲ့နာမည်ကကိုနိုင်ဖြစ်ပါတယ်မီချီနာမကွေးကဒီကကိုရဲ့နာမည်ကစင်အောင်ဖြစ်ပါတယ်တော့ဇီဝွန်ဒီကွင်းဒီကကိုရဲ့နာမည်ကအမေရောအဖေကချင်းဖြစ်ပါတယ်နာမည်ကတော့နော်မင်းချင်းနာတက်ပုံချာပါသူတို့ရဲ့အကြိုက်ကတော့မေးလိုက်တဲ့ခါမှာအကုန်လုံးကြိုက်တယ် thank you အဖွဲ့နာမည်က face ပါ face နာမည်ကကျတော့ကျွန်တော်တို့ပေးထားပါတယ်ဒီအစွန်းဆုံးကကျွန်တော်တို့ညီကိုရဲ့နာမည်ကကျတော့ချမ်းဖီလို့မြင်ရပါတယ်ကျွန်တော်တို့မြေချင်နာပြီးတာကနေပါဒီညီကတော့ရေတောင်းအောင်အကျုံဒီချင်နာရမ်ဘူရပ်ကွက်ကနေပါဒီညီမလေးကတော့ချစ်စရာညီမလေးကတော့ဒီတော့မခင်းတော့ဘူးဆိုဒီတခမ်လန်ဖြစ်ပါတယ်ဒီချင်နာရာဒဘီဒီညီမနာမည်ကတော့ဇက်ဖာလင်းကောင်းထောင်းကုတော်ကောင်းထောင်းရပ်ကွက်ကပါဒီညီမနာမည်ကတော့လီဆူတိုင်းသူလေးဖြစ်ပါတယ်အတူတူနဲ့နော်သူရဲ့အချိုက်ကတော့ကျွန်တော်ဖျဲတီးဖြစ်ပါတယ်ပေါ့နော်ဒီညီမလေးအနင်ရဲ့အချိုက်ကတော့ဇာဖြေအနောင်ရဲ့အချိုက်ကတော့ကျွန်တော်နာမည်တူလေးပဲခေါ်လိုက်တော့မယ်နော်အနောင်ပန်းဒီဖြစ်ပါတယ်ဒီကအကျုံရဲ့အချိုက်ကတော့ဝတ်သားဖြစ်ပြီးတော့ဒီကအဖြီရဲ့အချိုက်ကတော့ကျွန်တော်တို့ကော်ဖီနဲ့ကိတ်ကျွန်တော်နဲ့ဆင်တူပါတယ်လို့ကျွန်တော်ရဲ့နာမည်ကကျတော့ကိုဆိုးလို့မှတ်လို့ရပါတယ်အတူကောင်းနေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အကြိုက်ကတော့ကော်ဖီနဲ့ကိတ်ဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါကျွန်တော်တို့အဖွဲ့ကဂုံးစင်အဖွဲ့ဖြစ်ပါတယ်ဘာမှမပါလာဘူးလို့မိတ်ဆက်ပေးပါဒီညီမလေးရဲ့နာမည်ကဝန်တန်းခေါင်နေဖြစ်ပါတယ်မြကြီးနာရန်ကြီးအောင်ကဖြစ်ပါတယ်သူ့ရဲ့အကြိုက်ကတော့ဖျေးတီးဖြစ်ပါတယ်နောက်တစ်ယောက်ကတော့တခွန်ချမ်ဖြစ်ပါတယ်ဘူတာအိုကဖြစ်ပါတယ်လီရင်ကွင်းဘူတာအိုလီရင်ကွင်းကလာတာပါ
သူရဲ့အကြိုက်ဆုံးကမာလာရှန်ကိုဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ကိုမျိုးပေါ့နော်ကိုမျိုးကတော့ရခိုင်ပြည်နယ်ကလာတာပါသူရဲ့အကြိုက်ဆုံးအစားအစာကတော့ချင်းငန်ဆက်နောက်တစ်ယောက်ညီမလေးကတော့စိမ်းရွာဖြစ်ပါတယ်ဦးတော်ဦးတုတ်တန်သူရဲ့အကြိုက်ဆုံးကတရက်တီစိမ်းနောက်တစ်ယောက်ကတော့ရှာရန်ဖြစ်ပါတယ်ပူတာအိုပတ်တော်ကလာတာဖြစ်ပါတယ်သူရဲ့အကြိုက်ကတော့မိုးင်းခါဖြစ်တယ်နောက်တစ်ယောက်ကတော့ဖုံခွမ်အွန်ရှင်းဖြစ်ပါတယ်မီဂျီနာရန်ဘူကလာတာဖြစ်ပါတယ်နောက်ပြီးတော့သူရဲ့အကြိုက်ဆုံးကဘောလုံးကြီးရတာဝါသနာပါတာဖြစ်ပါတယ်ကျွန်မနာမည်ကတော့ဝန်ဆန်နေဖြစ်ပါတယ်ကျွန်မကတော့တာချီလေးကနေလာတာဖြစ်ပါတယ်အကြိုက်ဆုံးကတော့မူကချာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် အလုံးကိုမင်္ဂလာပါကျွန်တော်တို့ကတော့နာမည်စမိဆက်လိုက်ပြီနော်ဒီအကူကတော့အစင်တူဖြစ်ပါတယ်ဖကန်ကဖြစ်ပါတယ်ဒီအမကတော့မီဒီစတန်မေဆာအောင်ဖြစ်ပါတယ်နမ်ဖန်ကလည်းဖြစ်ပါတယ်မေဆာအောင်ဖြစ်ပါတယ်နမ်ဖန်ကဖြစ်ပါတယ်ဒီအမကရောပြီးရင်ဒီအကူကရောအလောတဲ့ဒီပြောက်ကမဘပုံစံဖြစ်ပါတယ်ဖကန်နမ်ဖန်ကဖြစ်ပါတယ်ဒီအကူကတော့တင်စိမ့်ဖြစ်ပါတယ်ခေါင်းလန်တင်စိမ့်ဖြစ်ပါတယ်မจินาချက်ပေါင်ဆောင်ဖြစ်ပါတယ်အကြိုက်မပါသေးဘူးနော်ကျွန်တော်နာမည်ကတီးစီဖြစ်ပါတယ်ဦးတာဦးကဖြစ်ပါတယ်ဦးတာဦးလေးကြီးကအကုန်လုံးကြိုက်ပါတယ်ညီမလေးရောအမတွေရောဘင်နာမည်ကတော့ BMW ဖြစ်ပါတယ်ဒီနေ့လဲကျွန်တော်အနေနဲ့နှုတ်ကပတ်တော်အားဖြင့်ဆင်ခြင်ဖို့ကတော့ကျွန်တော်ဆူတောင်းခြင်းပဲဖြစ်တယ်အဲဆိုတော့ကျွန်တော်အရင်ဆုံးဘာကြောင့်ကျွန်တော်တို့ဆူတောင်းကြတာလဲဖြေကြည့်ကြပါဦးဘာကြောင့်ဆူတောင်းကြတာဆူတော့ဆူတောင်းတာပဲဘာကြောင့်ဆူတောင်းတာယုံကြည်သူတယောက်အနေနဲ့ဟုတ်တယ်ဆူတောင်းရမယ်အများကြီးပဲเนาะအဖြေတွေကအများကြီးပဲတယောက်ဘယ်နှယောက်ရှိလဲတယောက်စီတိုင်းမှာတယောက်အခုတော့အဖြေရှိမှာပဲဟုတ်တယ်เนาะကျွန်တော်အနေနဲ့လေဒီနေ့ဘာကြောင့်ဆူတောင်းတာလဲလို့ပတ်သက်ပြီးတော့ငယ်ပြောမယ်ပြောပြီးတော့ဆူတောင်းခြင်းဆိုတာဘာလဲဆိုတာလည်းငယ်ကျွန်တော်ပြောသွားမှာဖြစ်တယ်ဟုတ်ပြီเนาะကျွန်တော်ဘာကြောင့်ဆူတောင်းရမှာလဲဆိုတော့ခရစ်တော်မိန့်မာခဲ့လို့ဖြစ်တယ်ခရစ်တော်ပြောခဲ့လို့ဖြစ်တယ်ခရစ်တော်မိန့်မာခဲ့လို့ဖြစ်တယ်ခရစ်တော်ကိုယ်တိုင်မိန့်မာခဲ့လို့ဖြစ်တယ်ကျွန်တော်တို့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9ခန်းငယ်9ကနေ10မှာခရစ်တော်ပြောထားတောင်းကြလောတောင်းလင်ရမည်ရှာကြလောရှာလင်တွေ့မည်တကားကိုခောက်ကြလောခောက်လင်တွေ့မည်တောင်းတော်သူမိဒီကရ၏ရှာတော်သူလည်းတွေ့၏ခောက်တော်သူအားလည်းတကားကိုဖွင့်၏ခရစ်တော်ကအဲ့ဒီမှာမိတ်ထားတာမတိချာမရေရာတဲ့စကားမပြောထားဘူးလုံးဝတိတိကျကျသေးသေးချာချာကိုပြောထားတာကိုတွေ့ရတယ်သူပြောချင်တာခရစ်တော်ပြောချင်တာတောင်းပါတောင်းရင်ရမယ်ရလိမ့်မယ်လို့မပြောထားဘူးရမယ်ရှာပါရှာရင်တွေ့မယ်တွေ့လိမ့်မယ်လို့ခရစ်တော်ကမပြောထားဘူးနောက်ပြီးတော့တကားကိုခောက်ပါခောက်လေဖြစ်မယ်ဖွင့်ပေးလိမ့်မယ်လို့ခရစ်တော်ကမပြောထားဘူးတိတိကျကျတိချာချာကိုပြောထားတာတွေ့ရတယ်မရေရာမတိချာတဲ့အဖြစ်ခရစ်တော်ကမပေးထားဘူးဆိုတော့တို့တွေ့ရတယ်ဒါဆိုကျွန်တော်တို့ကစဉ်းစားဖို့ကခရစ်တော်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲသူတလေတော့ပြောစရာဘယ်လိုဘူးနော်ခရစ်တော်လို့ပြောလိုက်ကျွန်တော်တို့အားလုံးကျွန်တော်တို့ကိုအပြစ်နှမကေနုကေတင်ခေတဲ့ကေတင်ရှင်ဖြစ်တဲ့အရာအားလုံးကိုပိုင်တာတဲ့အရှင်ဖြစ်တဲ့ဖန်ဆင်းခြင်းမှာဖန်ဆင်းခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အများကြီးပြောစရာရှိတယ်ဒါပေမဲ့ကျွန်တော်တစ်ချက်ပြောမယ်အဲ့ဒီမှာဘာပြောခရစ်တော်ကိုယ်တိုင်မိန့်မာခဲ့တဲ့ဆက်လေးတစ်ချက်ကိုကျွန်တော်ပြောမယ်ရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး14ခန်းငယ်6မှာယေရှုကငါသည်လမ်းခရီးဖြစ်၏ဓမ္မတရားလည်းဖြစ်၏
အသက်လည်းဖြစ်၏ငါကိုအမိမပြုရင်အဘယ်သူမှခမဲတော်ထံသို့မရောက်ရငါသည်လမ်းခရီးဖြစ်တယ်ဆိုမှယေရှုကပြောထားလမ်းတစ်ခုဖြစ်တယ်လို့မပြောထားဘူးအကယ်၍များခရစ်တော်ကငါသည်လမ်းတစ်ခုဖြစ်တယ်ဆိုရင်တော့ခမဲတော်ထံကိုရောက်နိုင်လမ်းတွေအများကြီးစငါအခန်းငယ်ငါအခန်းကြီးငါအခန်းငယ်20ခွန်ရှင်ခရစ်ယာန်အခန်းကြီး7ခွန်အခန်းငယ်1တွေမှာဖတ်မယ်ဆိုရင်ကျွန်တော်တို့ကိုးကွယ်တဲ့ခရစ်တော်ကအခွင့်အာဏာအားလုံးကိုပိုင်သားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အလုံးစုံကိုတည်တော်သူဖြစ်တယ်ပိုင်တော်သူဖြစ်တယ်အဲ့ဒီလိုဖျားစီမှာကျွန်တော်တို့က submit လုပ်တာပြောချင်တာအနန္တာအဲ့ဒီလိုဖျားစီကျွန်တော်တို့ကအဲ့ဒီလိုဖျားပုဂ္ဂိုလ်စီမှာကျွန်တော်တို့လုံးဝလက်အောက်ခံလိုက်တာနာခံလိုက်တာကျွန်တော်တို့ရဲ့ဆုတောင်းတယ်ဆိုတာအဲ့လိုမျိုးဖြစ်တယ်ဟုတ်ပြီနော်အဲ့ပြီးတော့ submit အဲ့ဒီလက်အောက်ခံနာခံတာနဲ့ပတ်သက်ပြီးတော့ဗောနော်လက်အောက်ခံတာနဲ့ပတ်သက်ပြီးတော့ရှင်ယာကုပ်ဩဝါဒစာမှာဗာပြောထားတယ်လေကျွန်တော်ကြည့်ရအောင်ရှင်ယာကုပ်ဩဝါဒစာခန်းကြီး၄အခန်းငယ်9မှာထို့ကြောင့်ဖျားသခင်အလိုတော်တို့လိုက်ကြလောမာနကိုစီးသား